အားလုံးပဲမင်္ဂလာပါဗျာယခုကျွန်တော်တို့မှာတော့ကျွန်တော်ဒီ Autodesk Inventor ရဲ့ 2D scale ရေးဆွဲခြင်းနဲ့ပတ်သက်ပြီးတော့ဒါသိသင့်တဲ့ချက်လေးတွေကိုပြောပြသွားမှာဖြစ်ပါတယ်ယခုကျွန်တော်လက်ရှိသုံးနေရတော့ဒါ Autodesk Inventor 2023 version ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့စပြီးတော့လိုက်ကြည့်အောင်ဆိုတော့ဒီအသေးစိတ်ပေါ့နော်ဒီမှာမြင်ရတဲ့ဒီ software ကိုစောက်ဖွင့်တဲ့အချိန်မှာတွေ့ရတဲ့ဒီ webcam screen မှာပါတယ်ကျွန်တော်ဒါတွေတော့ကျွန်တော်အသေးစိတ်မပြောတော့ဘူးနော်လိုရင်းကိုပဲသွားလိုက်ပါမယ်အဲ့တော့ပထမဆုံးကျွန်တော်တို့ဒီ Inventor ကိုစပြီးတော့ဆွဲတော့မယ်ဆိုရင်ဘာတွေသိရမလဲပေါ့နော်ဒီ 2D sketch တွေဆွဲမယ်ဆိုရင်အရင်ဆုံးစတော့မှာဒါ template နော် template တွေစောင်းမယ်ပြီးဒီ sketch plane တတ်မှတ်ဘယ် plane ကနေစဆွဲမလဲ sketch plane ရှိမယ်ပြီး origin point origin point ကိုပုံပြုပြီးတော့ကျွန်တော်တို့ရဲ့ဒီ sketch တွေကဒီ reference ယူအောင်ပေါ့နော်ပြီးတော့ဒီ constraint တွေရှိမယ်ပြီး view ပေါ့နော်ဒီအပိုင်းလေးတွေကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ဟုတ်ပြီပထမဆုံးကျွန်တော်ဒီမှာ template တွေစောက်ဖို့အတွက်ဆိုရင်ဒီ design စဆွဲတော့မှာပေါ့နော်စဆွဲမယ်ဆိုရင်ကျွန်တော်ဒီမှာဆိုရင်ယနေ့စပြီးဆွဲလို့မရအောင်နော် file new ခေါ် new file တစ်ခုစပြီးတော့ဒီစောက်ကျွန်တော်ဒီမှာဆိုရင် assembly drawing presentation ဟောဒီမှာဆိုရင် inverter မှာဒီ link မျိုးကိုဒါသုံးလို့ရတယ်လုပ်လို့ရတယ်ပေါ့နော် assembly လုပ်လို့ရမယ် drawing တွေလုပ်လို့ရမယ်ပြီး design တွေ model တွေဖန်တီးလို့ရမယ် presentation ပိုင်းတွေလုပ်လို့ရမယ်အခုကျွန်တော်ဒီမှာ new တွေတော့လိုက်ခုစတော့ကျွန်တော်ဒီ template တိစောက်နော် template ဆိုတာကဒီကျွန်တော်တို့ဆိုပါပေါ့ဒီရေးဆွဲမဲ့ design model တစ်ခုကဘယ်စနစ်ဘယ်ပုံမှန်မူတည်ပြီးတော့ဒါရေးဆွဲထားတဲ့ဆိုဒီအခြေခံအုတ်မြစ်ပေါ့နော်ဒါ frame ကိုတိစောက်ခိုင်းတာ template ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာလက်ရှိစတာချင်းတော့ဒီ default နေနဲ့ဒီ English ပေါ့နော်လက်မစနစ်နဲ့ပြနေတယ်အဲဒီဘက်မှာအခုကျွန်တော် new file မှာပတ်ရဲ့ assembly ရဲ့ drawing ရဲ့ presentation ၄မျိုးရှိမယ်အခုကျွန်တော်သုံးပါပြီပတ် model လေးမှာသွားတယ်အဲ့တော့ကျွန်တော်ပတ်ထဲကိုသွားမယ်assembly ဘာတွေလဲကျွန်တော်ပြောတော့နော်ဒါနောက်ပိုင်း assembly စနစ်တွေတော့ရှင်းပြပေးပါမယ်ဒီမှာ English နဲ့မှာဆိုရင်ဒါလက်မစနစ်ရှိမယ်နောက်ပတ်မှာဆိုရင်ရှိမှတ်တဲ့ရဲ့ standard ရဲ့နှစ်မျိုးရှိတယ်ပေါ့နော်standard ပတ်မှာကျတော့ဒီစက်ပစ္စည်းတွေအားလုံးအကုန်လုံးဆွဲလို့ရတာပေါ့ပြီးတော့ဒီရှိမှတ်တဲ့ရောတော့ဒီလိုမျိုးရှိမှတ်တဲ့နဲ့ဆိုင်ရဒီ design တွေပဲရေးဆွဲလို့ရတယ်ဒီဘာကွာတယ်ဆိုရင်ဒီရှိမှတ်တယ်မှာကျတော့ဒီရှိမှတ်တဲ့အတွက်သီးသန့်ဒါသီးသန့်ဖြစ်တဲ့ဒါ feature တွေ function တွေပါနေတာပေါ့နော်ဒီ standard ဘက်ထဲမှာကျတော့အစုံပေါ့နော်အကုန်လုံးတော့ပါတယ်ဒါရှိမှတ်တယ် standard ဘက်ထဲမှာဆွဲလို့ရတယ်ဒါပေမဲ့ရှိမှတ်တဲ့သီးသန့်ဒီထဲမှာဆိုရင်ပိုကောင်းတယ်ပေါ့နော်အဲ့လိုမျိုးပေါ့ဟုတ်ပြီဒါကျွန်တော် unit မျိုးစားပေါ့နော်အင်္ဂလိပ်ဟောပေါ့လက်မစနစ်ကိုကျွန်တော်မသုံးဘူးကျွန်တော်ခုရေးဆွဲမှာဒီ matrix နဲ့တော့မှာဖြစ်တဲ့အတွက်ဒီ matrix ထဲကိုသွားမယ်ဒီမှာဆိုတော့တူပဲ။ရှိမှတ်တယ်မှာ DIN ပေါ့နော်ဒီ standard တွေရှိမယ်ပြီးရင်ဒါဆိုရင် millimeter ဒါရှိမှတ်တယ်ပါခုကျွန်တော်သုံးပါလိ standard per millimeter unit ကိုသုံးမယ်ကျွန်တော်လိုရင်းပဲသွားလိုက်တော့မယ်နော်ဒါလေးပဲပြောမယ်ပြီးရင်အခုကျွန်တော်ဒီကောင် template ပေါ့နော်ဒါတိဆောက်တယ် matrix နဲ့သွားမယ်ပြီး create လုပ်မယ်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်ဒီပုံလေးစပြီးတော့နော် design model ရေးဆွဲလို့ရမယ်မင်းတို့ပေါ်လာပြီပေါ့နော်ဒီကနေစပြီးတော့ဆွဲတော့မယ်နော်ဆွဲမယ်ဆိုရင်ဒီတိုင်းစပြီးဆွဲလို့ရလားဆိုရင်မရသေးဘူးနော်ပေါ်မှာကျွန်တော်ဒီ 3D model ဒီ 3D model ဆိုတာကကျွန်တော်တို့ရေးဆွဲထားတဲ့ 2D sketch တွေနဲ့ဆွဲထားတဲ့ပုံတွေကိုပြန်ပြီးတော့ဒါ solid 2D တွေရှိအောင်ပေါ့နော် 2D solid 2D ရှိအောင်ဒါပြင်ဆင်ရတဲ့နော်ဖန်တီးရတဲ့အပိုင်းဒါ 3D model ပိုင်းအခုကျွန်တော်ဒီဘက်ကိုတွားလို့မရသေးဘူးပထမတစ်ဆင့် step by step သွားအောင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပထမဆုံး sketch လေးတွားမယ်ဒါဆိုရင်ဒီကနေစပြီးဆွဲရမယ် sketch လေး line တွေ circle တွေ rectangle တွေဆွဲမယ်ပေါ့နော်ဆွဲပြီးမှကျွန်တော် 3D model ဖြစ်လာအဲ့တော့ဒီ sketch စဆွဲဖို့အတွက်ဆိုရင်ဘာလုပ်ရမလဲဆိုရင်ပထမဆုံးကျွန်တော် sketch plane စပြီးတော့တတ်မှတ်မယ်အဲ့တော့ကျွန်တော်ဒီမှာဆိုရင် step 2D sketch 3D sketch sketch နှမျိုးရှိတယ်ခုကျွန်တော်ဆွဲမှာလေ 2D sketch နော် 3D sketch ကကျွန်တော်နောက်မှရှင်းပြပေးပါမယ်ခုဒီမှာ 2D sketch ပေါ်ကဒီ plus sign လေးညမှာဒီစိမ်းလေးကိုနှိပ်လိုက်အဲ့လိုမျိုးပေါ်လာလိမ့်မယ်ဒါကျွန်တော်ဒီမှာ plane 3ခုပါနော်ဒီ h1 plane ဆိုဒီဘက်မှာကြည့်လို့ရ origin မှာ origin မှာကြည့်ပြီဒါဆိုရင် yz plane ဒီဘက်မှာ plane ကို highlight နဲ့ပြပေးထားတယ် yz plane hz plane h1 plane ကိုကြိုက်တဲ့ plane မှာစပြီးတော့ရေးဆွဲလို့ရတယ်ဒါ origin တိဆောက်ခိုင်းတာပေါ့နော်ဒီကျွန်တော်ဒီမှာ h1 plane မှာစပြီးတော့ဆွဲမယ်ဆိုရင်ဒီ h1 ကို select ပေးလိုက်ပါမယ်ဒါဆိုရင်သူ့ရဲ့ sketch ပေါ့နော်ဒီဘက်မှာဆိုရင်ဒီ origin ထဲမှာ
scat ဆိုပေါ်လာပြီနော် scat 1ပေါ့နော်စပြီးတော့ဒါရေးဆွဲလို့ရပြီ sorry ရေးဆွဲလို့ရပြီဆွဲမယ်ဆိုရင်ကျွန်တော်ဘာလေးနဲ့ဆွဲရမလဲဆိုရင်ဒီပထမဆုံးဒီဘက်မှာရှိတယ်နော် create group ပေါ့နော် create scattering ဒီထဲမှာဆိုရင် line တွေရှိမယ် line ထဲမှာနော် SP line တွေဟို equation cut တွေရှိမယ်ပြီးတော့ circle တွေရှိမယ်ပေါ့နော်။ပြီးရင်ဒီမှာ R0 rectangle တွေရှိမယ်နော်ပုံတွေအများကြီးရှိတယ်။ဒီထဲကနေစပြီးတော့ဆွဲရမယ်။ဒါကကျွန်တော်တို့ရေးဆွဲမဲ့အပိုင်းဆွဲတဲ့အပိုင်းနော်ကိုယ်တိုင်ဆွဲတဲ့အပိုင်းဒီဘက်ကတော့ modify အောင်တော့သူကဒီမှာရေးဆွဲထားတဲ့ script တွေကိုပြန်ပြီးတော့ပြင်ဆင်ရတာပေါ့နော် modify လုပ်တယ်မှုဆိုတာရွှေ့တာပေါ့နော်တနေရာနဲ့တနေရာရွှေ့တယ်နော် copy ဆိုတာပြန်ပွားတာပြီး train ဆိုတာဒါဖြတ်တာပေါ့နော် extend ဆိုတာဒါ line ကိုထပ်ပြီးတော့ရှေ့တာပေါ့နော်ဟောပေါ့ရှေ့ကိုထပ်ပြီးတော့ချက်လိုက်တိုးလိုက်တာပြီးတော့ scale အရွယ်စားပြင်တာရှိပြီဒါ modify group ပေါ့နော်ဒီထဲမှာဆွဲလို့မရဘူးဆွဲပြီးတော့ပုံပြင်ရမယ်ပြီးတော့ဒီကောင် pattern ဆိုတာကပွားတာ copy ပွားတာ rectangular pattern ဆိုရင် slowly ပုံတွေအများကြီးပေါ့နော် array တွေပေါ့ဥပမာဆိုရင်ပုံတွေပုံဆွဲလိုက်တယ်ပေါ့နော်ပုံတွေပုံနဲ့ဒီပုံလေးကိုကျွန်တော်ဒီဘက်မှာလည်း10ပုံလောက်ထားခြင်းတယ်အပေါ်ကိုလည်း10ပုံလောက်စုပေါင်းဒီ array ပုံစံပေါ့နော်အဲလိုမျိုး copy တွေအများကြီးပွားနော်အဲဆိုရင် rectangle array နဲ့ rectangular pattern ဒီလိုတုံးရမှာဖြစ်ပါတယ်စဝိုင်းပုံစံ circular pattern ပေါ့နော်ပြီးဒီဘက်က constraint နော်ဒီ constraint အားလုံးကကျွန်တော်ဒါအရေးပါတယ်နော်ဒီ command တွေကြောင်းပေါ့ဒါကကျွန်တော်ပြီးမှဒီ constraint command တွေကြောင်းဒါတည်တံ့ရှင်းပြပြီးမှဖြစ်ပါတယ်ဟိုဒါဆိုရင် dimensional constraint တွေရှိမယ်ပြီးရင် geometric constraint line တွေဒီ rectangle တွေပေါ့နော်ရေးဆွဲထားတဲ့ scat တွေကိုပြန်ပြီးတော့ပြင်တာပေါ့နော် constraint ဆိုဥပမာကျွန်တော်ဆိုရင် line တစ် line ဆွဲလိုက်ဒီ line ဒီ line ကအခုဒါအဆောင်ပေါ့နော်အဲ့တော့ကျွန်တော်အတက်ဖြစ်အောင်နော်ဒီ horizontal line အတက်ဖြစ်ခြင်းနဲ့ဆိုရင်ဒီမှာ horizontal constraint ကို select ပေးမယ် select command ယူလိုက်နော် command ယူပြီးတော့ဒီ line ကို click လိုက်ရင်သူ horizontal ပြောင်းသွားတယ်ဒီလိုမျိုး horizontal ဖြစ်ပြီဆိုရင်ဒီသူ့ပေါ်မှာ horizontal ဖြစ်တဲ့ကြောင့် constraint တွေပြပေးနေတယ်ဟုတ်ပြီဆိုတော့ control set နောက်ပြန်တော့ဒီလိုဒီ line ကိုတော့ထောင်းနေတယ်ဆိုရင် particle constraint line ကို select လုပ်လိုက် click ပေးလိုက်ဒါဆိုရင် particle ထောင်းသွားပြီနော်အဲ့လိုမျိုးရေးဆွဲထားတဲ့ scat တွေ geometric shape ပုံစံတွေကိုပြန်ပြီးတော့ပြင်ဆင်ပေးတာပေါ့နော်ဒါ constraint ပြီးတော့ layout ဆိုတာဒီ part layout တွေcomponent layout တွေပေါ့နော်ဖန်တီးတဲ့အခါမှာသုံးရတာ view insert ဆိုတာကဓာတ်ပုံတွေထည့်တာပြီးတော့ကျွန်တော်ဒီခုမှာပေါ့နော်ဒီ logo တစ်စိတ်တွေကတ်တာမျိုးပေါ့နော်တခြားပုံစံမျိုးကတ်တာဆိုရင်ဒီ image insert ရနေတော့နောက်တစ်ခါ format ဆိုတာကရေးဆွဲထားတဲ့ကျွန်တော်ဒီ scat တွေဘယ်လိုပုံစံမျိုးဆွဲပါလဲဥပမာဆို line ဒီ line ရတာဆိုရင် line အပြည့်ပေါ့အဲ့ဒါကိုကျွန်တော် header line ပုံစံမျိုး construction line ပေါ့နော် construction line ပုံစံမျိုး sorry construction line ပုံစံမျိုးတွန်းနေတယ်ဆိုဒီကောင် select လုပ်မယ်ဒီမှာဒီ construction construction မဟုတ်ဘူးပုံပေးလိုက်ဒါဒီ construction line ဖြစ်သွားတယ်အဲ့လိုမျိုးပေါ့နော်format ပေါ့နော် line ရဲ့ format ဒီ parameter ဆိုတာကတော့ကျွန်တော်ဒါ equation တွေထည့်တွက်ပြီးတော့ကျွန်တော်ဒီ dimension တွေရေးပြင်မယ်ပုံတွေဆွဲရတာပေါ့နော်အဲ့လိုမျိုးပေါ့ပြီးရင်ကျွန်တော်ရေးဆွဲတဲ့ script ကအကုန်လုံးမှန်ပြီးပြီးပြီဆိုရင်ကျွန်တော်ဒီ finish script နဲ့တွားဒါသူ step by step အဲ့လိုမျိုးတွားတဲ့ပုံစံလေးပေါ့ဟုတ်ပြီလို့အဲ့ဒါကျွန်တော်ဒီမှာရှိတဲ့ဒီ menu bar တွေအသေးစိတ်တော့မပြောပါဘူးเนาะဒါအကြမ်းမျဉ်းတော့ပြောခဲ့ပြီစပြီးတော့ပုံဆွဲမယ်ဆိုရင်ဘာလုပ်ရမလဲဆိုရင်အရင်ဆုံး plane ရွေးပြီးသွားเนาะ plane ပြီးပြီဆိုရင် origin အမှတ်ရှိတယ် origin အမှတ်ကိုကျွန်တော်တတိထားဖို့တော့เนาะပျောက်သွားလို့မရဘူးဥပမာကျွန်တော် line တစ် line စဆွဲမယ်စဆွဲပြီဒါ line ဆွဲတယ်ကျွန်တော် view line စဆွဲတယ်ဆွဲလိုက်တဲ့အချိန်မှာနော်စပြီးဆွဲမယ်ဆိုရင်တော့ဒီ2ကင်တာပေါ့နော်ကင်လို့ဆိုရင် line ရဲ့ command ကဝင်နေတယ်ဖြတ်ချတော့ရက်လို့မရဘူးဖြစ်နေဇက်လိုက်ကိုသွားနေလိုမျိုးသွားနေ
သွားနေတာကျွန်တော် yes ချင်တယ်ဆိုရင်ဘယ်လိုလုပ်မလဲဆိုရင်သူ့ right click ထောက်လိုက်တနေရာမှာ right click ထောက်လိုက်ထွက်ပြီးညာဘက်မှာ okay ဆိုတာရှိတယ်ဟောဒီကောင်နေလိုက်ဒါဆိုရင်ဒီ line command ထွက်သွားအဲ့ဒါတနည်းနောက်တနည်းကျွန်တော်တို့ shortcut နဲ့ control sorry ဒီ keyboard ကနေပါမယ်ဆိုရင်ဆိုတော့ keyboard မှာဒီ ESC ပေါ့နော် keyboard ရဲ့ဘယ်ဘက်ပေါ်တော့မှာရှိ ESC escape clock ကိုနှိပ်လိုက်ထွက်သွားအဲ့ဒါ command ကိုကျွန်တော်ဒီပြန်ပြီးတော့ exit ပေါ့နော် command ပြန်ထွက်တာပေါ့နော်ဒါ line ဆွဲတာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ rectangle ကိုဆွဲကြည့်တယ်ဒါဆိုရင်ဒီလိုလေးသွားလိုက်ရတယ်ဟို ESC နဲ့ပြန်ထွက်လိုက်ရတယ်ဟိုဒါကျွန်တော်တို့ပုံစပြီးဆွဲရဆိုဒီလိုမျိုးဆွဲရတယ်ပြီးတော့ကျွန်တော်တို့နောက်တစ်ခုကကျွန်တော်မဖြစ်မနေသိရမှာကဒီ constraint ဆိုတာဒီ script တွေရေးဆွဲတဲ့အခါမှာပေါ့နော်ဖြစ်လာပြီဒီကောင်လေးကိုဆက်လက်ပြီးတော့ဖြစ်လာစာဝိုင်းလေးဝိုင်းလိုက်ပြီနော်ပုံလေးဆိုရင်ဒီ constraint ဆိုတာ fully constraint ဖြစ်ဖို့လို့ဆိုရေးဆွဲထားတဲ့ script ကဒါဆိုရင်ပုံတော့ဆွဲပြီဘာလို့လဲဆို dimension တွေမပေါ့တိုင်းတာဘယ်လောက်ရှိမလဲမသိဘူးအဲ့တော့ကျွန်တော်ဒီပုံကဒါမမှန်သေးဘူးမပြည့်စုံသေးဘူးနော်မမှန်မှုတော့မပြည့်စုံသေးဘူး script တစ်ခုနေနဲ့မပြည့်စုံသေးဘူးအဲ့တော့ကျွန်တော် dimension constraint ကိုတက်မယ်ထိုးမယ်ပေါ့ဒီကောင်ကျွန်တော်100ထားလိုက်မယ်100ဘေးကိုကျွန်တော်50ထားလိုက်ဒါဆိုရင်50ဒါဆိုရင်ပြည့်စုံပြီမပြည့်စုံဘူးဘာလို့လဲဆိုတော့သူကဒီ origin map ဆိုရှိတယ်ဒါဆိုရင်ရေးဆွဲတဲ့ origin map ကလက်ရှိပုံကဘယ်လောက်မှရှိတာလဲအပေါင်းဘယ်လောက်မှရှိတယ်ဆိုတော့သူ့ရဲ့တိုင်းတာ dimension ဒီမှာမပေါ်မသိဘူးပေါ့နော်အဲဆိုတော့သူ့ကိုလေနော်ဒီထိတ်ဒီ line နဲ့ယူလိုက်ရတယ်အောက်က line နဲ့ယူရတယ်ဒီ down နဲ့ယူလိုက်ရတယ်စက်တဲ့နေရာနဲ့ယူတယ်ဥဆိုဒီ line နဲ့ဒီ point လေးကိုယူမယ်ဒီ horizontal အတိုင်းပေါ့နော်သူဘယ်လောက်မှရှိ100မှရှိတယ်လို့ကျွန်တော်သတ်မှတ်လိုက်ဒါဆိုရင်ဒီမှာ line လေးတစ်ခုကအမဲအောင်ပြောင်းသွားပြီနော်ဒါဆိုရင်တစ်ခုတော့ပြီးသွားပြီနောက်တစ်ခုကကျွန်တော်အောက်မှာကြည့်နေလိုက်နော်ဒီ4 dimension နဲ့ needed dimension လေးခုထိုးဖို့လိုရတယ်ဆိုကျွန်တော်ဒီမှာရေးဆွဲတဲ့ scan ခုဒီကောင်လေးတက်ပြီးတော့ dimension တက်တယ်သူကြတော့50တော့ထား50ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီ rectangle အတွက်ဆိုရင်အားလုံးကအနက်ရောက်ပြောင်းသွားပြီဒါဆိုရင်ဒီပုံအတွက်ဆိုရင်ပြည့်စုံသွားပြီမှန်သွားပြီပေါ့နော်ဒါပေမဲ့ဒီ square တစ်ခုလုံးလေးနဲ့ခြုံပြောမှဆိုရင်ဒီဘက်ကစခဲ့ပြီ dimension မပါသေးဘူးသူ့ dimension 80ထားလိုက်လေ80 diameter 80ပြီးတော့သူ့ရဲ့ center point ကဒီ origin point တွေဘယ်လောက်မှရှိပြီလဲဆိုရင်120မှာထားလိုက်120ပြီး origin အတိုင်းက origin အတိုင်းဘယ်လောက်မှရှိလဲဆိုရင်120ထားလိုက်ဒါဆိုရင်ရဒီနှစ်ပုံလုံးဒီကအနက်အောင်ပြောင်းပါဒါဆိုရင်အောက်မှာဟို fully constraint နော် fully constraint ဆိုတာဒါပေါ်မှန်သွားပြီနော်အဆင်ပြေပြည့်စုံသွားပြီနော်ဒါဆိုရင်ကျွန်တော်ဒီ basic scan နဲ့နော်ဒီ finish scan နဲ့ပြန်ထွက်လို့ရတယ်အဲ့လိုမှမဟုတ်ခုနလိုမျိုးပုံတစ်ပုံလုံးကဟိုခန်းအောင်ဖြစ်နေပေါ့နော်ပြားနေတယ်ဆိုရင်ကျွန်တော်တို့ကဒါမမှန်သေးဘူးနော် fully constraint ဖြစ်ဖို့ပေါ့နော်ဒါမှရှိရင်တက်ဖို့လိုသေးတယ်လို့ပြောတာဖြစ်ပါတယ်အဲ့လိုမျိုးနဲ့အောင်ပြောင်းတော့ကျွန်တော်ဆွဲပြရဒီနဲ့အောင်မဝင်နဲ့ဆွဲလိုက်ဆွဲပြီးတော့ဆွဲလို့တော့ရတယ်ဒီ 3D တွေပြောင်းလို့ရတယ်နောက်ပိုင်းကျွန်တော်ဒီ assembly တွေလုပ်တဲ့ချိန်မှာ design calculation တကယ်တိတိကျကျတွက်တဲ့ချိန်ကခေါင်းနဲ့ error တွေဖြစ်လာတယ်ဒီ reference မရှိဘဲနဲ့ဆွဲထားတဲ့ပုံတွေပေါ့နော်အဲ့လိုအတွက်အစကတည်းကကျွန်တော်တို့စပြီးလေ့ကျင့်ကြတယ်ဒီလိုမျိုး fully constraint ဖြစ်အောင်အမေ view ဆိုင်ပြီးတော့လေ့ကျင့်ခဲ့တယ်နော်ဒါမှသာနောက်ပိုင်းဟိုပြန်ပြီးတော့ပြင်ရတာမဖြစ်တော့ဘူးအဆင်ပြေသွားအောင်ဟုတ်ပြီဒါရပြီဆိုရင်ကောင်း finish scan နဲ့ထွက်လိုက်တော့ဟုတ်ပြီဒါဆိုရင်ဒီကျွန်တော်တို့ပေါ်ဒါပြီးသွားပြီနော်ဒါ scan ကိုပြီးသွားပြီမ plan view နဲ့ပြန်ကြည့်ကြဒီလိုမျိုးလေးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ 3D ဘက်ကိုသွားလို့ရနော်သွားလို့ရနောက်တစ်ခုကျွန်တော်ဒီကောင်3D ဘက်မပြောသေးဘူးနော်နောက်တစ်ခုထပ်ဆွဲရမှာနော်နောက် scan တစ်ခုပေါ့နော်ဒီမှာ scan တစ်ခုထပ်ဆွဲမယ်ဒီ front plane ကနေဆွဲလိုက်ရတယ်ဒီကျွန်တော် right plane ပေါ့နော်ဒီ y-z plane ကနေဆွဲကြည့်လိုက်အဲဒီဘက်ကနေဆက်ပြီးတော့ဆွဲလိုက်ဒီတိုင်ကလေးကိုဆွဲမယ်ဒီကောင်ပြန်ဖြတ်လိုက်မယ်နောက်တစ်ခုကျွန်တော်ဒီမှာတကယ်လို့ကျွန်တော်ပုံရစကလေးက point တစ်ခုကိုပေါ့နော်ဒီ origin map ကိုထောက်ပြီးတော့ဆွဲခဲ့တယ်ဆိုရင်သူကဒီ
သူ့ရဲ့ dimension ပဲလိုတယ်ဒီ origin map နဲ့ဘယ်လောက်ရှိမလဲဆိုတော့ချိတ်စမလိုဘူးပေါ့နော်ဒါဆိုရင်150စခဲ့တဲ့အတွက်စမှတ်ဒီ origin map ကိုထောက်ခဲ့တာဖြစ်တဲ့အတွက်ထပ်ပြီးတော့ dimension ထိုးစရာမလိုတော့ဘူး origin map နဲ့ဘယ်လောက်ရှိတယ်လဲဆိုတော့ချိတ်စရာမလိုဘူးနောက်တစ်ခုကကျွန်တော် rectangle မှာတောင်းအောင်ဆွဲလိုက်ဒါဆိုရင်သူ့ရဲ့ dimension တော့လိုမယ်ဒါပေမဲ့ rectangle ရဲ့တောင်းတစ်ခုကဒီ origin map မှာဆွဲခဲ့တာဖြစ်တဲ့အတွက်ထပ်ပြီးတော့ဒီ fully constraint ဖြစ်ဖို့ origin map နဲ့ချိတ်စရာမလိုတော့သူ့ရဲ့အတိုင်းထားတော့ထည့်ပေးဖို့လိုမယ်150သွားမယ်ဘေးကလမ်းလို့100ဟုတ်ပြီဒါဆိုရင်ဒီ dimension လောက်နဲ့ဒီအနက်အောင်ပြောင်းတယ်သူဒီ fully constraint ဖြစ်သွားနောက်တစ်ခုကကျွန်တော်ဒီမှာဘယ်နေရာပဲဆွဲပေါ့နော်ဒီ origin map နဲ့ချိတ်ပြီးသား block ဖြစ်ပြီးသားအနက်အောင်ပြောင်းပြီးသားဆိုရင်ဒီ point မှာသွားပြီးတော့နောက်တစ်ပုံထပ်ဆွဲတယ်သူကထပ်ပြီးတော့ origin map ကိုသွားပြီးဖမ်းစရာမလိုတော့ဘာလို့ဆိုတော့ဒီ point ဒီ origin map ကနေမှ100မှာရှိရဆိုတာသိပြီးသားအဲ့တော့ဒါဆိုရင်ထပ်ပြီးတော့သူ့ရဲ့ dimension ပဲလိုမယ်နော် origin map နဲ့ချိတ်စရာမလိုဘူးဒါပဲဟုတ်ပြီဒီလိုမျိုး fully constraint ဖြစ်အောင်ကျွန်တော်ဆွဲဖို့လိုအဲ့ဒါပြီးမှတော့ကျွန်တော်တို့ဒီ finish skill ကိုတောင်းမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ပုံမှန်ရှုပ်သွားတယ်ရှုပ်သွားပြီဘယ်မှာကျွန်တော် skill 1 skill 2ရှိမယ်အဲ့ဒါကျွန်တော်ဒီကလို့ 3D model တွေဆွဲတဲ့အခါ skill တွေရမ်းရှုပ်နေရဆိုရင်ကျွန်တော်ဒီ hide လုပ်ထားလို့ရတယ်နော် view တွေပေါ့နော်ဒီကောင်လေး view ဆိုတော့ဒီအပေါ်မှာ view တွေကိုသွား object visibility နော်ဒီထဲကနေမှာအားလုံးတော့အမှန်ချစ်ပြီးထားတယ်ဒီကလေးမှာ 2D skill ကိုအမှန်ချစ်ဖြုတ်လာတယ်ဆိုတော့ skill တွေလုံးဝမပေါ်တော့ဘူးအဲ့ဒါဆိုတော့အားလုံးမြင်လို့ရအောင် all web feature အမှန်ချစ်ပေးထားတာ 2D skill ကိုအမှန်ပြန်ချစ်မယ်ဒါပေမဲ့ဒီ layer လိုက်ပေါ့ skill တစ်ခုနဲ့တစ်ခုခွဲပြီးတော့ဖြောက်ချင်လို့ဆိုရင် skill 1ကိုဖြောက်ချင်တယ် skill 1ကို right click ထောက်မယ်ပြီးတော့မှ visibility ကိုအမှန်ချစ်ဖြုတ်ပေးတယ်ဒါဆိုရင် skill 1ဒီ high ဖြစ်သွားပြီပျောက်သွားတယ်ပြန်ခေါ်ခြင်း visibility အမှန်ချစ်ပဲ skill 2ဆိုတဲ့အတူတူပဲဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီ scan နဲ့ပတ်သက်ပြီးတော့ဒီဘယ်လိုမျိုးစပြီးဆွဲရမလဲနော်ဒီအချက်ကလေးကျွန်တော်ပြောခဲ့တာဖြစ်ပါတယ်နော်နံပါတ်1ပြန်ပြောပြပါမယ် scan play စပြီးတော့ဒီဆောက်မယ်ဘယ် play မှာဆွဲမလဲ scan play ရွေးချက်ခံမယ်နော် scan play ရွေးမယ်ပြီးပုံလေးဆွဲမယ်ပေါ့နော် scan လေးဆွဲမယ်ပြီးဒီ constraint dimension constraint တွေတက်မယ်ပြီး origin map နဲ့ရအောင်ချိန်ပြီနော်ချိန်ပြီးပြီဆိုတော့ဒီလို fully constraint ဖြစ်တဲ့အနေအထားလေးရအောင်သွားပါမယ်အဲ့ဒါပြီးမှကျွန်တော်တို့ finish skill ကိုသွားမယ်နော်အဲ့လိုမျိုးသွားတာဖြစ်ပါတယ်ပြီးတော့ဒီပုံလေးပြန်ပြင်နေဆိုရင်ကျွန်တော်ဒီ skill 1ကိုပြင်နေဆို skill 1 right click ထောက် right click ထောက်လိုက်ဒီကနေသွားလိုက်ရတယ်နော် edit skill ဒီလိုသွားလိုက်ဒီမှာပြန်ပြင်လိုက်လို့ရတယ်သူ့ရဲ့ dimension ကို200ထားလိုက်အကြီးလုပ်လိုက်200 okay နော်200ကို 3D ပဲသွားလို့ 3D ကိုသွားလို့ရတယ်အဲ့လိုမျိုးဆိုရင်တွေ့ဆိုင်ခံဒီလိုသွားလို့ရတယ်ဟုတ်ပြီနော်ဒါတော့ကျွန်တော် scan နဲ့ပတ်သက်ပြီးတော့တည်တင်တည်ထားတဲ့ဘယ်လိုမျိုးစပြီးဆွဲရမလဲဆိုတာကိုပြောခဲ့တာဖြစ်ပါတယ်အဓိကကျွန်တော်ဒီ fully constraint ဖြစ်ဖို့အရေးကြီးပါတယ်ဒီတစ်ချက်ကတော့ကျွန်တော်စဆွဲကြရတေချာလေးဒါဟိုမကြော်ခင်းနဲ့စဆွဲကြဘယ်လိုမျိုးဖြစ်အောင်ဆွဲဖို့အရေးကြီးပါတယ်နော်ဟုတ်ပြီကျွန်တော်ဒီ tutorial မှာလောက်ပါပဲ